လူဆိုတာတိုင်းဒါတစ်ခုထိနားလေပြီးမှာပါတခါလေးစိတ်အလိုမကြတဲ့တချို့အချိန်ခါမျိုးမှာခွင့်လို့ချင်းတွေနဲ့ဒီခနိုင်စွာသူကန်တနေသူပဲတချို့ချို့တော့ရတွေကမလွယ်ဆိုတာတင်ကောင်းလေကျွန်တော်မဆိုးပါဘူးဆိုတဲ့သဘောတရားမျက်လုံးတော့မျက်လုံးလက်တစ်ဖက်တော့လက်ရောစားဒါလောကရဲ့အမတရားဒါလူရဲ့သဘောတဘာဝရအောင်ချူဖြတ်ပြီးသူရဲ့မြတ်တာနဲ့လမ်းခင်အကန့်အသတ်မဲ့သခင်ရဲ့ချစ်တွေနဲ့အကန့်အသတ်မဲ့သခင်ရဲ့မြတ်တာနဲ့ရလို့နဲ့ကျွန်တော်ပြစ်တဲ့အော်သခင်ချစ်ကဦးခဲ့ထွေးပွေးခဲ့သခင်ရဲ့လက်တော်နဲ့ချီးမြှောက်ခဲ့ကောင်းကြီးများစွာတွေ့မထိုက်တန်သူချစ်ခွင်ကျေးဇူးတော်အကန့်အသတ်မဲ့ပြင်းရတရားရဲ့အောက်မှာအပြစ်တစ်ခုကြောင့်တန်ခံစေကျေး